မင်္ဂလာပါခင်ဗျာကျွန်တော်တို့ TMO မှာရရှိနိုင်တဲ့ slime test ကလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးစွာကျွန်တော်တို့ slime test ကလေးက3မျိုးတစ်စုံလုံးမှာ3,98,000နဲ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးပါမယ့်ပစ္စည်းလေးကခုံးလေးပါဒီခုံးလေးတန်ခုံးလေးပါတန်ခုံးလေးပါပါမယ်ပြီးရင် rod down သူရဲ့ထောင်းတန်လေးပါမယ်ထောင်းတန်လေးပါပါမယ်ပြီးရင် base plate ကလေးပြားလေးပါပါမယ်ခင်ဗျာကျွန်တော်တို့မျက်နှာပြင်ပေါ်မှာညီမညီသုံးမဲ့ကလေးပြားလေးပါပါမယ်เนาะဒါမျိုး3ဆက်ကိုမှကျွန်တော်တို့က3,98,000နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာအခြားဆက်စီပစ္စည်းတွေရှိပါတယ်ကျုမိုတွေရှိမယ်ကျုမိုဆိုကျွန်တော်တို့2မျိုးရပါမယ်ကော်ရမယ်တန်တဲ့ဟာရပါမယ်ခင်ဗျာတန်စိမ့်တွေပါလောက်ထားတာပါ AMB 10 kg weight တုံးရှိပါမယ်ပြီးတော့ကျုမိုမှာတက်တုံးနဲ့ကျွန်တော်တို့ဒီရော့တန်လေးတွေရမယ်ကျွန်တော် square အမှန်ထောင်းမဲ့အကူတွေအတွက်ကျွန်တော်တို့ standard တိုင်းထုတ်လုပ်ပေးထားတဲ့ rod down လေးတွေလည်းရှိပါတယ်ခင်ဗျာဈေးနှုန်းလေးတွေကိုချက်ပေါင်းမှာလာရောက်ဆောင်စမ်းနိုင်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်